အခုလက်ထဲမှာ3600ကျော်ရှိုံနဲ့နေ့စဉ်ဝင်ဝင်ရလဲ3သိန်းကနေ3သိန်းအထိဝင်နိုင်အခုရနေပြီနော်အခုလိုချင်တာရနေပြီလို့အခုရနေပြီလို့ ဘာလို့ရနေရလဲ အခုလက်ထဲမှာ3600ကျော်ရှိုံနဲ့နေ့စဉ်ဝင်ဝင်ရလဲ3သိန်းကနေ3သိန်းအထိဝင်နိုင်မဲ့လုပ်ငန်းလုပ်လို့ရနေပြီလို့ပြောတာအကိုရဲ့အခု Genesis ဝယ် promotion area မှာ M0V EV တိုက်စီကိုရွှေပန်နဲ့ချိတ်ဆက်ပြီးတော့တစ်လားကို30ကျော်ပေးသွင်းပြီး3နှစ်အရေးကြနေဝယ်ယူနိုင်ပါပါဆိုတော့ကျွန်တော်ဗီဒီယိုအစမှာပြောခဲ့လို့ပဲလေးစင်ဝင်က3သိန်းကနေ3သိန်းထိဆိုပေမဲ့တရက်ကို3သိန်းမဲ့ဝင်အောင်တစ်လားဆိုရင်30ဆိုတော့ဘန်ကို30ကျော်ပေးသွင်းကြံငွေရကို့အတွက်ပဲကျွန်တော်ပြောတယ်အရေးကြနေဝယ်လို့ရမယ်လုပ်ငန်းသုံးကားတော့ M0V EV တိုက်စီဖြစ်ပြီးတော့ battery capacity အနေနဲ့50.8 kWh ရှိပြီးတော့ driving range က920 km ကို CLTC range ရပါတယ် motor power အနေနဲ့ဆိုရင်65 kW ထိရှိပါတယ်ဆိုတော့ဒီ M0V EV တိုက်စီကိုစိတ်ဝင်စားလို့လည်းလေးလာပြီးတော့ကြည့်ကျင်တယ်အဲ့ဒါပြီးတော့မှအရေးကြနေလဲလိုချင်တဲ့ကားချစ်သူတွေအတွက်ရွှေပန်နဲ့ချိတ်ဆက်ပြီးတော့ကားတန်ဖိုးရဲ့ down payment ကို90%ပေးသွင်းကြံငွေကို3နှစ်ထိအရေးကြအောင်မှာတစ်လောက်30ကျော်ပေးသွင်းနေဝယ်ပိုက်ဆိုင်နိုင်ပါပါဆိုတော့ဒီနေ့ဇူလိုင်လ24ရက်ကနေ26ရက်နေ့ထိ Genesis Web Promotion Area မှာရှိနေမှာမို့လို့အခုပဲအများဆုံးလာရောက်လေးလာလိုက်တော့နော်